သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ဇူလိုင်လ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတာကတော့စက္ကဆရှိတဲ့ကြောက်ကရွှေကူနီဖျားအနားကိုစစ်စင်ရေးနေမီတတ်မှတ်ထားတာကြောင့်ပြည်သူတွေတတိထားကြဖို့မုံရွာပကဖထုတ်ပြန်ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်တွေတက်ဆွဲထားတဲ့ကြောက်ကရွှေကူနီဖျားပတ်ချလက်အနီးနားတွေကိုစစ်စင်ရေးနေမီဖြစ်တတ်မှတ်ထားတာကြောင့်ပြည်သူတွေတတိထားကြဖို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မုံရွာကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဩဂတ်လ10ရက်နေ့ကတည်းကစစ်ကောင်စီတပ်တွေဟာမုံရွာမြို့နယ်ကြောက်ကကျေးရွာအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတမိုင်းဝင်ကြောက်ကရွှေကူနီဖျားဝင်းတွင်တက်ဆွဲနေထိုင်လျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းတွေဟာကြောက်ကရွှေကူနီဖျားဝင်းအတွင်းမှာဒီကနေ့ထိတက်ဆွဲထားလျက်ရှိတဲ့ပြင်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းမကြာခဏဖြစ်ပွားလျက်ရှိတယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်တွေတက်ဆွဲထားတဲ့ကြောက်ကရွှေကူနီဖျားတဲရှိတဲ့ကြောက်ကတောင်ကျေးရွာကြောက်ကမြောက်ကျေးရွာနဲ့အနီးပတ်ဝန်းကျင်တွေကိုစစ်စင်ရေးနေမြေဖြစ်သတ်မှတ်ထားပြီးတော်လိုင်းတပ်ဖွဲ့တွေကတိုင်မိုင်းနင်းမိုင်းနဲ့မိုင်းကွင်းတွေဖော်ဆောင်ထားတယ်လို့ဆိုပါတယ်။ဒါကြောင့်မုံရွာမြို့နယ်အတွင်းကထနောင်းဝင်းကြောက်ကရေနံကုန်းလမ်းပိုင်းတွေကိုအကန့်အသတ်မရှိတွာလာခွင့်ပိတ်ပင်ထားပြီးပြည်သူတွေအနေနဲ့လည်းလမ်းပိုင်းအသုံးပြုခြင်းကိုရှောင်ရှားကြပါရန်နဲ့အဲ့ဒီလမ်းပိုင်းကိုအသုံးပြုလို့ထိခိုက်ဒဏ်ရာရရှိရင်တာဝန်ယူဖြည့်ရှင်းပေးမှာမဟုတ်ဘူးလို့လည်းပြည်သူ့ကာကွယ်ရေးအဖွဲ့မုံရွာကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတာကတော့တထုံမှာနန်းစီဒီအမ်ဝန်တန်းတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ခရိုင်ထွေအုပ်အမိန့်ထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တထုံခရိုင်တွင်းကမြို့နယ်တွေမှာစစ်မှုတန်းအသက်အရွယ်အကျဉ်းဝင်သူနန်းစီဒီအမ်ဝန်တန်းတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့အထွေထွေအုပ်ချုပ်ရေးမှူးကအမိန့်ထုတ်ထားတယ်လို့ခရိုင်ထွေအုပ်နဲ့နေဆက်သူတွေထံကနေသိရပါတယ်။စစ်မှုတန်းလိုအပ်ချက်မြင့်မားနေတဲ့တထုံခရိုင်တွင်းကမြို့နယ်တွေမှာပေါ်တာဆွဲဖမ်းဆီးရမိလာပါကဝန်တန်းဖြစ်နေပါစေပြန်မလွတ်ပဲစစ်တင်တန်းပို့ဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ဩဂတ်လ9ရက်နေ့ကတထုံစက်မှုလေယာဝန်တန်း2ဦးကိုစစ်သားနဲ့ပြူစောထီတွေကဖမ်းဆီးသွားတာကြောင့်တပ်ဆိုင်ရာလူကြီးတွေကလိုက်ပါဖြည့်ရှင်ပေးပေမဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်ရမှသာပြန်လွတ်ပေးမှဖြစ်ကြောင်းနဲ့ထွေအုပ်ကိုယ်တိုင်ကလည်းဝန်တန်းလဲဖမ်းဖို့အမိန့်ပေးထားကြောင်းတထုံခရိုင်ထွေအုပ်နဲ့နေဆက်သူတူကတန်လွင် time ကိုပြောပါတယ်။ဖမ်းဆီးခံရတဲ့ဝန်တန်း2ဦးဟာအသက်40ကျော်အရွယ်တွေဖြစ်ပြီးစစ်မှုတန်းအသက်ကျော်လွန်နေတာကိုတပ်တွေထောက်ထားနဲ့ပြမှပြန်လွတ်ပေးလိုက်တယ်လို့ဆိုပါတယ်။တထုံမှာစစ်မှုတန်းပေါ်တာဆွဲခံရပါကခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မိုးစိုးတို့ထံကိုငွေကျပ်သိန်းရာချီလက်ထိုးပြီးမှပြန်လွတ်ပေးလိရှိပြီးငွေမပေးနိုင်ပါကမော်လမြိုင်မှုပေါ်မှာရှိတဲ့စစ်သားစုဆောင်ရေးတပ်ကိုနေချင်းပို့ဆောင်ခိုင်းထားတယ်လို့လည်းသိရပါတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ခရိုင်အုပ်ချုပ်ရေးမှူးတို့ဟာအာနာပါဝါပြလွန်ပြီးတခြားမြို့နယ်ခရိုင်စစ်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့လည်းမတည့်သူဖြစ်တာကြောင့်ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲတွေသူ့ထံကိုအောက်ကျလာအောင်လို့ယခုလိုအမိန့်ပေးထားတာလို့လည်းသိရှိရပါတယ်။မွန်ပြည်နယ်အတွင်းကမြို့နယ်တွေနဲ့တထုံခရိုင်အတွင်းကမြို့နယ်တွေမှာစစ်တပ်နဲ့ပြူစောတိအဖွဲ့တွေကမြို့နယ်ခရိုင်ထွေအုပ်အမိန့်နဲ့စစ်မှုတပ်အကြောင်းပြပေါ်တာဆွဲတာကိုအများဆုံးပြုလုပ်နေကြပြီးလူပိုပါကတခြားမြို့နယ်တွေထံကိုလူတအုပ်ကိုကျပ်သိန်း200နဲ့ရောင်းချနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတာကတော့ရီမြို့နယ်မြောက်ပိုင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့တော်လိုင်းတပ်များတိုက်ပွဲဖြစ်ပွားပြီး RMA ရဲဘော်2ဦးကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရီမြို့နယ်မြောက်ပိုင်းမော့ကနင်ကျေးရွာအခြေစိုက်ခလာရ136စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်များတိုက်ပွဲဖြစ်ပွားပြီးရဲဘော်2ဦးကြာဆုံးခဲ့ကြောင်း RMA ရမညာမွန်အာမီတပ်ဖွဲ့ထံကနေသိရပါတယ်။ဩဂတ်လ10ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတပည့်ကျေးရွာဟောင်းကိုဥတည်ပြီးစစ်ကြောင်းထိုးလာခဲ့တဲ့အတွက်တော်လိုင်းပူပေါင်းမမိတ်တပ်ဖွဲ့တွေနဲ့မွန်လွန်17နာရီခွဲချိန်ခန့်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါထိတွေ့တိုက်ပွဲကိုရမညာမွန်တပ်တော် RMA တရင်931မွန်ပြည်တော်လိုင်းရေးတပ် MSRF နဲ့ဗျူဟာ33တရင်8331 YGF တို့ပူးပေါင်းမမိတ်တပ်ဖွဲ့တွေကလက်ဦးမှုရယူကဥစွာတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်မှလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ခုခံပစ်ခတ်ခဲ့ရမှာရမညာမွန်တပ်တော် RMA တရင်931မှရဲဘော်ကျော်စွာဝင်းခေါ်ဂျေကြီးနဲ့ရဲဘော်တော်စင်ခေါ်အေယာတို့2ဦးတိုင်းပြည်နဲ့ပြည်သူအတွက်မြင့်မြတ်စွာအသက်ပေးလူကြဆုံးခဲ့ပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်တပ်ဘက်မှထိခိုက်မှုရှိပေမဲ့လည်းထိခိုက်ဒဏ်ရာရရှိမှုစည်ရင်းတွေကိုအတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းလျက်ရှိကြောင်းသိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့တနိုင်းမြို့နယ်ရှထူးစွကျေးရွာမှာရှိတဲ့မင်းစီတန်းအဖွဲ့စခန်းကို KIA ဝင်ရောက်တိုက်ခိုက်မှုပြည်သူစစ်9ကောင်သေဆုံးပြီး10ကောင်ဒဏ်ရာရကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်တနိုင်းမြို့နယ်ရှထူးစွကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံမင်းစီတန်းအဖွဲ့ရဲ့စခန်းကို KIA က drone နဲ့လက်နက်ကြီးများအသုံးပြု၍တိုက်ခိုက်ခဲ့ရမှာပြည်သူစစ်အဖွဲ့ဝင်9ကောင်သေဆုံးပြီး10ကောင်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း KIA စီးတရေရှိမြစ်ထံကနေသိရပါတယ်။
ဂတ်လ10ရက်နေ့ညနေ9နာရီခွဲအချိန်မှာတနိုင်းမြို့နယ်ရှတူးစွကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်လက်အောက်ခံမင်းစီတန်းအဖွဲ့ရဲ့စံပြစစ်စင်ရေးလေ့ကျင့်ခွင့်နေရာကို KIA တပ်မှနဲ့လက်အောက်ခံတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုမှာ KIA ဘက်ကဒရုန်း10စီးနဲ့တရားခွန်မလက်နက်ကြီးများအသုံးပြုပြီးပစ်ခတ်တိုက်ခိုက်ခဲ့ရမှာမင်းစီတန်းအဖွဲ့နဲ့ပူးတွဲလှုပ်ရှားနေတဲ့ပြည်သူ့စစ်အဖွဲ့ဝင်9ဦးနေရာမှာတင်သေဆုံးခဲ့ပြီး10ဦးကတော့ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်တိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီတပ်နဲ့မင်းစီတပ်အဖွဲ့ဝင်တွေကလုံခြုံရေးအခြေအနေအရအနီးဝန်းကျင်ကျေးရွာများမှာဒေသခံပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်ကစစ်ဆေးမေးမြန်းခြင်းနဲ့ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်းလည်းသိရပါတယ်။အဆိုပါဖမ်းဆီးခံရသူများနဲ့ဝါရာဇွတ်ကျေးရွာမှာဥပောင်ဆန်နော်လော့ဆိုသူအပါအဝင်ဒေသခံပြည်သူများပါဝင်ကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်တနိုင်းမြို့နယ်လက်ပူခပရင်မော်ဘက်မှလည်းစစ်ကောင်စီတပ်ဘက်ကစီးလှုပ်ရှားမှုပြုလုပ်လာတဲ့အတွက် KIA အမတ်14တရင်တွေကကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးတပ်ဖွဲ့ဝင်များစုခွာထွက်ပြေးသွားကြောင်းသတင်းရင်းမြစ်တွေကဆိုကြပါတယ်။လက်ရှိမှာတနိုင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့များကြားစီးတင်းမာမှုများဆက်လက်ရှိနေကြောင်းသိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတာကတော့ထိုင်းစာတင်ကျောင်းဝင်းတွင်ပြစ်ခတ်မှုဖြစ်စဉ်ပေါ် NUG ကထိုင်းနိုင်ငံနဲ့ပြည်သူများထံကိုဝန်နေကြောင်းတဝန်လွှာပေးပို့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံနွန်တဘူရီခေမှာရှိတဲ့ဒီဘစိန်ဒရာနွန်တဘူရီကျောင်းမှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုကြောင့်ဆရာမများနဲ့ကျောင်းသားကျောင်းသူများထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအသက်ဆုံးရှုံးခဲ့ရတဲ့ပေါ်ဝန်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကဩဂတ်လ9ရက်နေ့မှာတဝန်လွှာထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်လူသေဆုံးမှုများနဲ့ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့တဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလွန်ဝမ်းနည်းကြောင်းပြောဆိုထားပါတယ်။စာတင်ကျောင်းတွေဟာကလေးများနဲ့လူငယ်များပညာသင်ကြားရာနေရာများဖြစ်တဲ့ပြင်ကျောင်းသားကျောင်းသူများဆရာမများနဲ့ပညာရေးဝန်ထမ်းများအားလုံးအတွက်လုံခြုံစိတ်ချရတဲ့နေရာများဖြစ်တဲ့ကြောင်း NUG ကဆိုပါတယ်။ဒါအပြင်လူတိုင်းအနေနဲ့ကြောက်ရွံ့မှုနဲ့အကြမ်းဖက်မှုများမှကင်းဝေးပြီးမိမိတို့ရဲ့ဘဝနဲ့ပညာရေးကိုလုံခြုံစိတ်ချစွာဆက်လက်လှုပ်ဆောင်နိုင်ဖို့တင့်လျော်လုံလောက်တဲ့အကာအကွယ်နဲ့လုံခြုံရေးအာမခံချက်များရရှိတဲ့ကြောင်းထုတ်ပြန်ချက်မှာ NUG ကထုတ်ဖော်ပြောဆိုထားပါတယ်။မြန်မာပြည်သူများကိုစားအမျိုးသားညီညွတ်ရေးအစိုးရကပြစ်ခတ်မှုကြောင့်ဆုံးရှုံးမှုများနဲ့ရင်ဆိုင်နေရတဲ့တည်ဆုံသူတွေရဲ့မိသားစုဝင်များဆွေမျိုးသားချင်းများနဲ့မိတ်ဆွေများပြင်ထိုင်းစုရနဲ့ထိုင်းပြည်သူများထံကိုဝန်နေကြောင်းပေးပို့ထားပါတယ်။တရားရရှိသူများနဲ့ပြစ်ခတ်မှုကြောင့်ထိခိုက်ခံစားနေရသူများအားလုံးကိုလည်းအားပေးစကားပြောကြားလိုကြောင်း NUG ကဆိုပါတယ်။ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ကဲ့သို့မိတ်ဆွေဖြစ်မှုအပြန်အလှန်လေးစားမှုနဲ့နားလည်မှုတို့အပေါ်အခြေခံတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံဖြစ်တဲ့အတွက်ယခုကဲ့သို့ဆုံးရှုံးမှုများနဲ့ရင်ဆိုင်နေရချိန်မှာအမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူများအနေနဲ့ထိုင်းပြည်သူများနဲ့တူဆက်လက်ရပ်တည်နေကြောင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်သေဆုံးသူတွေရဲ့မိသားစုဝင်များတရားရရှိသူများနဲ့ထိခိုက်ခံစားနေရသူများအားလုံးယခုလိုခက်ခဲတဲ့အချိန်ကာလကိုအမြန်ဆုံးဖျက်ကျော်နိုင်ဖို့စွမုံကောင်တောင်းပေးထားပြီးတရားရရှိသူအားလုံးသင်လျော်တဲ့စေဝါကုသမှုများရရှိကာကျမ်းမာပြန်လည်ကောင်းမွန်လာကြစေဖို့ NUG ကဆုတောင်းပေးထားပါတယ်။ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရဩဂတ်လ9ရက်နေ့မှာကျောင်းတွင်ပြစ်ခတ်မှုအတွင်းတရားရရှိထားတဲ့တတမတန်ကျောင်းသူတို့ထပ်မံသေဆုံးခဲ့ရတဲ့အတွက်အဆိုပါပြစ်ခတ်မှုဖြစ်စဉ်ကြောင့်သေဆုံးသူစုစုပေါင်း9ဦးအထိရှိလာပြီဖြစ်ကြောင်းလည်းသိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်လည်းနောက်ဆုံးရသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းဘေးရန်ကင်းကွာပြီးတော်လှန်နေ့တွေကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ပြည်သူသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။